ရှေးတရောခါကတေရီဝတိုင်းဆိုတဲ့တိုင်းပြည်ကြီးတစ်ခုရှိအဲ့ဒီပြည်မှာမြို့ရွာတွေအနှံလှဲ့လေပြီးရွှေတယ်ငွေတယ်တွေနဲ့အစားအသောက်အဝတ်အစားအသစ်တွေကိုလဲလှယ်ရောင်းဝယ်နေကြတဲ့ရွဲကုန်တဲ့နှစ်ဦးရှိခဲ့ဖူးပါတယ်။သူတို့နှစ်ဦးစလုံးကတော့ဗျာဘူးရွေးလို့ခေါ်ဆိုကြတဲ့ကုန်တဲ့အမျိုးအစားတွေပေါ့။ဒီကုန်တဲ့နှစ်ဦးတဲကတဦးကတော့စိတ်သားဖြူစင်ပြီးရိုးသားဖြောင့်မဲ့သူတဦးပေါ့။နောက်တဦးကတော့လောဘကြီးပြီးကောက်ကျစ်ဆင်းလဲတတ်တဲ့ကုန်တဲ့တဦးဖြစ်ပါတယ်။သူတို့နှစ်ဦးဟာကုန်ပစ္စည်းကိုစီနဲ့မတူညီတဲ့လမ်းကြောင်းတွေကနေမြို့ရွာတွေကိုလှည့်လည်ပြီးရောင်းဝယ်ဖောက်ကားနေကြတာပေါ့ဒီလိုနဲ့တနေ့မှာတော့လောဘကြီးတဲ့ကုန်တဲ့ဟာအဲ့ဒီတေရီဝတိုင်းရဲ့မြို့တော်ထဲမှာလှည့်လည်ပြီးရောင်းဝယ်နေခဲ့တာပေါ့အိုဟောင်းပကန်းဟောင်းအိုးတက်နဲ့လဲမယ်အဝတ်တစားတက်နဲ့လဲမယ်ဆိုပြီးအော်ဟစ်ရောင်းချနေတာပေါ့ဒီလိုနဲ့ရက်ွက်တစ်ခုအရောက်မှာစင်းရဲသားမြေးအဖိုးနှစ်ယောက်ရှိတယ်မြေးမလေးကလည်းအဖိုးရေကုန်တယ်လာလေသမီးကိုအဝတ်စားတစ်တစ်ခုလဲပေးပါအောင်လို့ပြောလိုက်တော့တထေးဟောင်းကြီးကသမီးရေငါတို့မှလဲစရာအိုးဟောင်းပကံဟောင်းမရှိတော့ပါဘူးလို့ပြောရှာပါတယ်ဒါပေမဲ့မြေးမလေးကပူစာလွန်းတာကြောင့်အေးဒါဆိုလဲဟိုမှရှိတဲ့အိုးဟောင်းကြီးကိုကုန်တယ်ကိုပြပြီးလဲလို့ရမလားမေးကြည့်ပါအောင်ဆိုပြီးညစ်ပေနေတဲ့ခွက်ကြီးတစ်ခွက်ကိုယူခိုင်းလိုက်တာပေါ့ရှေးရခင်တုန်းကတော့ဒီလူကြီးဟာတထေးကြီးတူဖြစ်ခဲ့ဖူးတယ်။ကံအကြောင်းမလှလို့ဆေးရဲမွဲသေးသွားခဲ့ရတာပေါ့။မြေးမလေးကခွက်အဟောင်းကြီးကိုယူလာပြီးရွဲကုန်တဲ့ကိုပြလိုက်တော့ကုန်တဲ့ကအလေးချိန်ကိုလက်နဲ့မှန်းစားကြည့်လိုက်တဲ့အခါဟာဒါကရွှေစစ်ပါလားဆိုပြီးရွှေခွက်ကြီးမင်းချက်ချင်းသိလိုက်ပါတော့တယ်။ဒါပေမဲ့သူ့ရဲ့လောဘစိတ်ကဝင်လာပြီးဒီကလေးမလေးတွေဟာဒီရွှေခွက်ကိုရွှေခွက်မှန်းမသိတော့ဘူး။ဒီရွှေခွက်ကိုငါတယောက်တည်းအဖိုးနဲ့ရအောင်ယူမယ်လို့တွေးလိုက်တယ်။ဒါနဲ့ဟဲ့ကလေးမရဲ့ဒါကတန်ဖိုးမရှိတဲ့ခွက်စုပဲ။ဘသူကများဒီခွက်စုနဲ့ပစ္စည်းလဲမှာလဲလို့ပြောပြီးတော့ခွက်ကြီးကိုမြေပေါ်ကိုပစ်ချလိုက်ပါတော့တယ်။ပြီးတော့ငါတော့ဒီအိုးစုံနဲ့ပစ္စည်းမလဲနိုင်ဘူးမလဲဘူးလို့ပြောပြီးကုန်တယ်ကမချေမငန်းလို့ကသူ့ရဲ့လက်ချံပစ္စည်းလေးတွေကိုတွန်းလဲပေါ်တင်ပြီးနောက်ပတ်လမ်းကြားကနေထွက်ခွာသွားပါတော့တယ်။ကုန်တယ်မရှိတော့တဲ့နောက်မှာတော့တထေးဟောက်ကြီးနဲ့မြင်းမလဲတို့လည်းဝမ်းနေပြီးကြံရစ်ခဲ့ကြတာပေါ့။အမှန်ကတော့အဲ့ဒီခွက်စုပ်ကြီးဟာတကယ်ကိုအဖိုးဖြတ်မရအောင်တန်ဖိုးကြီးတဲ့ရွှေခွက်ကြီးပေါ့။ဒါပေမဲ့နှစ်ကာလကြာညောင်းလာတော့ဖုံတွေမြေတွေနဲ့ညစ်ပေနေတာကြောင့်ရွှေမန်းမသိနိုင်တော့ပဲကြီးခွက်အဟောင်းတစ်ခုလိုဖြစ်နေခဲ့တာပေါ့။တထေးကြီးကိုယ်တိုင်ကလည်းစင်းရဲပြီးအသက်ကြီးနေတာကြောင့်သတိမထားမိတဲ့တာပေါ့ခဏအကြာမှာတော့ဖျားလောင်းကုန်တဲ့ဟာအဲ့ဒီလမ်းကြားကနေပဲရောက်ရှိလာခဲ့ပါတယ်သူကလည်းအိုးဟောင်းပကံဟောင်းအိုးတစ်နဲ့လဲမယ်ပကံတစ်နဲ့လဲမယ်ဆိုပြီးအော်ဟစ်ရောက်ချနေတဲ့တတိဟောင်းရဲ့အိမ်ရှိကိုရောက်လာခဲ့တယ်ဒီတကြီးမှလည်းမြေးမလေးကအဖိုးရေကုန်တယ်လာပြန်ပြီကျမကိုအဝတ်အသစ်လေးလဲပေးပါအောင်လို့ပူစာပြန်ပါတယ်တထေးဟောင်းကြီးကလည်းသမီးရဲ့အရင်ကုန်တယ်ကတောင်အိုးဆုပ်ဆိုပြီးပြစ်ချသွားတာဘသူကလဲပေးပါမလဲကွယ်လို့ပြောပင်ပဲမြေးမလေးရဲ့ပူစာတန်ကြောင့်နောက်ဆုံးမှာတော့ညစ်ပေနေခွက်ကြီးကိုယူသွားပြီးကုန်တယ်ကိုပြခိုင်ပြန်ပါတယ်ဖျားလောင်းကုန်တယ်ကရွှေခွက်ကြီးကိုလက်ထဲရောက်ချင်းပဲတစ်လိုက်ပါတော့တယ်အိုးဒါဟာအဖိုးတန်ရွှေစစ်နဲ့လှုပ်ထားတဲ့ခွက်ကြီးပါလားလို့သူတို့မြေးအဖိုးကိုအမှန်အတိုင်းပြောလိုက်တယ်ဖျားလောင်းကဘလို့မှလိန်ညာပြီးကိုကျိုးရှာလို့စိတ်မရှိခဲ့ပါဘူးသူကရိုးသားဖြောင်းမှတ်သူမို့ခွက်ရဲ့တန်ဖိုးကိုပွန့်ပွန့်လင်းလင်းပြောပြလိုက်တယ်အဖိုးရေခလီးမလေးရဲ့ဒီခွက်ကြီးဟာရွှေစစ်နာလှုပ်ထားတဲ့ခွက်ကြီးပါတန်ဖိုးအလွန်ကြီးမားပါတယ်ကျွန်တော်မှပါလာတဲ့ကုန်ပစ္စည်းအားလုံးရဲ့ငွေကြီးဒီအားလုံးရဲ့ပေးမယ်ဆိုရင်တောင်ဒီရွှေခွက်ရဲ့တန်ဖိုးကိုမမိနိုင်ပါဘူးခမညာလို့ရိုးသားစွာပြောပြလိုက်တယ်အဲ့ဒီအခါမှာတော့တထေးဟောင်းကြီးနဲ့မြဲမလေးကလည်းအရင်ကုန်တွေကတော့အိုးဆုပ်ဆိုပြီးပြစ်ချသွားခဲ့တာလို့အံ့ဩဝမ်းသာစွာပြောဆိုလိုက်ပါတော့တယ်နောက်ဆုံးမှာတော့ဖျားလောင်းကုန်တွေဟာသူပိုင်ဆိုင်တဲ့ကုန်ပစ္စည်းလေးအပြင်ငွေကြေးလေးအားလုံးကိုပေးအပ်ပြီးအဲ့ဒီအဖိုးတန်ရွှေခွက်ကြီးနဲ့လဲယူခဲ့ပါတော့တယ်ရိုးသားစွာဝယ်ယူပြီးတဲ့နောက်မှာတော့တထေးဟောင်းကြီးနဲ့မြေးမလေးတွေကိုကောင်းမွန်စွာနှုတ်ဆက်ပြီးသူ့လက်လှဲကိုမောင်းနှင်က
လမ်းခရီးကိုဆက်ခဲ့ပါတယ်။ဒီအတော့အတွင်းမှာတဲ့လောဘကြီးတဲ့ကုန်တဲ့ကတော့တထေးဟောင်းကြီးရဲ့အိမ်ကိုပြန်လှည့်သွားခဲ့ပါတယ်။ဒီရွှေခွက်ကြီးကိုဘယ်သူမှမဝယ်နိုင်တော့ဘူး။ငါပဲအဖိုးနည်းနည်းနဲ့ပြန်သွားဝယ်မယ်လို့တွေးပြီးတော့ပေါ့။ဒါပေမဲ့သူရောက်သွားတဲ့အခါမှာတော့ဖျားလောင်းကုန်တဲ့ကရွှေခွက်ကြီးကိုဝယ်ယူသွားခဲ့ကြောင်းသိလိုက်ရပါတော့တယ်။တထေးဟောင်းကြီးကအိုးမင်းတို့လိုလူမကောင်းတဲ့ကုန်တဲ့ကိုငါတို့ဘယ်တော့မှပစ္စည်းမရောင်းနိုင်ဘူး။နောက်ထပ်ရိုးသားဖြောင်းမှတ်တဲ့ကုန်တဲ့တူရောက်လာပြီးငါတို့ရဲ့ရွှေခွက်ကြီးကိုသူပိုင်ဆိုင်တဲ့ပစ္စည်းတွေအကောင်ပေးပြီးဝယ်ယူသွားခဲ့ပြီလို့ပြောလိုက်တဲ့အခါလောဘကြီးတဲ့ကုန်တဲ့ဟာအရင်တုန်းကသူ့ရဲ့လောက်ရက်ကိုပြန်တွေးမိပြီးငါကသာလောဘကြီးပြီးအဖိုးနဲ့နဲ့ရခြင်းလို့အလကားဆိုပြီးပစ်ချခဲ့တာအခုတော့တကယ့်တန်ဖိုးရှိရဲ့ရွှေခွက်ကြီးကိုလက်လွတ်သွားရပြီဆိုပြီးနောင်တအကြီးအကျယ်ရသွားပါတယ်နှလုံးကိုစောင့်နဲ့ထိုးလိုက်သလိုခံစားရပြီးဟိုကုန်းတဲ့ဘဲသွားလဲဆိုပြီးမေးပြီးအမြန်ပြေးလိုက်သွားပါတော့တယ်ဒါပေမဲ့သူဟာမြစ်ကမ်းဘေးကိုရောက်တဲ့အခါမှာဖျားလောင်းကုန်းတဲ့ဟာလဲနဲ့မြစ်ကိုဖြတ်ကူးပြီးမြစ်အလေကိုရောက်နေပြီဖြစ်တယ်ကုန်းတဲ့မိုက်ဟာလည်းရွှေခွက်ကြီးကိုသူမရနိုင်တော့တာကိုတွေးပြီးရင်ခွက်နာကြပြီးထိုနေရာမှာပင်တည်ဆုံးသွားပါတော့တယ်